သူနဲ့တွေ့ချင်တယ်အိမ်မားနေပြီနော်အိမ်မားနေဒီမှာပဲကိုမမရှိဘူးဟုတ်လေဒါညီမဆောင်လေအိမ်လေဟိုနေ့မှဒီလိုရောက်ပြရပြီအိမ်မားနေပြီလို့ဒီမှာကလေလူပြိုဆိုတရားမှမရှိဘူးအမယောက်ျားပဲရှိတယ်အမယောက်ျားလူပြိုမရှိဘူးအဲ့ဆိုချိန်မရောဘယ်ကိုလာပြောနေရလဲမသိဘူးအိမ်မားနေပါပြီဆိုမှဒီမှာယောက်ျားနဲ့ညှောက်တဲနေရတော့တော့ကြာဆုညံနဲ့ယောက်ျားကြားပါစိတ်လဲဆိုမယ်တော့ကိုရဲ့ဟဲ့သွားတော့လူငါ့ယောက်ျားလို့လာရင်စိတ်ဆိုးနေဦးမယ်မနိကိုမရှိဘူးငါ့ယောက်ျားပဲရှိအိမ်မားနေနေမှာပေါ့ဒါမို့လေနိကိုကငါ့ယောက်ျားဖြစ်နေဟဲ့နိကောင်မလေးခဏနေရရှာရောက်ပါလားညီမလေးကြလိုက်တာစိတ်ဖြစ်သွားရလေညာလေးဟာစားတာကိုညီရလေဟဲ့မတော်ပါနဲ့ဘာလို့စားတာသွားပါဘယ်ကိုလေဒီမှာလေအမယောက်ျားဟုတ်လေကိုနဲ့ဒီကိုနေမှာဒီရောက်တာလေအိမ်မနေနေဒီမှာအမယောက်ျားနေယူအောင်စားသေးတယ်အဲ့ဆိုညီမကောင်လေးကအမယောက်ျားဖြစ်နေတာဟုတ်လေဟုတ်မှာပေါ့ဒါပေမဲ့ငါယောက်ျားချားလူပဲဆက်တယ်ဖြစ်လိုက်ပြီလို့ပြောတယ်တော်လိုက်တော့ဟဲ့ယောက်ျား